ကိုနောက်ဆုံးအနေနဲ့သူကိုယ်တိုင်လာကြိုခဲ့တာမှတည်သွားတဲ့လူဖီကလည်းခေါင်းမမာတော့ပဲဒီနေရာမှာနှုတ်ဆက်ဖို့သဘောတူလိုက်ပြီးပင်လယ်ရေအောက်ထဲမှာကမှောင်မိုက်ပြီးအထီးကျန်လုံနာမှုမယ်ရီရဲ့နောက်ဆုံးခီးကိုအတူတူလိုက်ဖို့ကြဖို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေရာမှာဥဆုပ်မရှိလို့တော်သေးရလို့ပြောလိုက်ပြီးမြဲဆိုကဲကင်းမျက်နှာပုံအောက်ကဥဆုပ်ကလည်းယောက်ျားတစ်ယောက်လိုလုံးဝမငိုပဲနှုတ်ဆက်ဖို့အဆင်သင့်ဖြစ်နေပြီးမယ်ရီရဲ့တကူလုံးတောက်လောင်သွားတာကိုကြည့်ရင်းနဲ့သူတို့ကိုအချိန်အကြာကြီးနေခွင့်ပေးခဲ့လို့ကျေးဇူးတင်တဲ့အကြောင်းပြောပြီးနှုတ်ဆက်နေကြတော့ပြမုံတွေကနှင်းအဖြစ်ကျလာတာကိုမြင်လိုက်ရပါတယ်အဲ့ဒီနှင်းတွေကိုထိလိုက်တာနဲ့ East Blue ကနေပင်လယ်တများတရားအဖြစ်အတူတူရွက်လွှင့်ခဲ့တဲ့အကြောင်းတွေကိုပြန်သတိရသွားခဲ့ပြီး Mary ပေါ်မှာပဲသူတို့တွေခဏခဏတလွဲလုပ်ခဲ့ကြတာကြောင့်အမြဲတမ်းလဲစူငေါက်ခဲ့ရတဲ့အချိန်တွေကိုပြန်တွေးမိသွားခဲ့ပါတယ်နေပဲတတမုံနိုင်မဲ့တိုက်သူတို့ရဲ့အိမ်မက်တွေစီကို Mary နဲ့အတူရောက်အောင်သွားနိုင်မယ်လို့ထင်မိခဲ့ကြပေမဲ့မထင်မှတ်ပဲခွဲခွာရတဲ့အချိန်ကိုလည်းရောက်လာခဲ့ပြီး Grand Line ဆိုတဲ့ပင်လယ်ကြီးထဲမှာဘလို့အန်ရယ်နဲ့ပဲကြုံရပါစေကြက်ညက်ခိုင်ရှစ်ဆက်ခဲ့ကြတဲ့အကြောင်းတွေကိုလည်းပြန်သတိရသွားကြပါတယ်တောင်ဘလောက်ကြီးလှိုင်းဘလောက်ကျန်းကျန်းအတူကောက်ခုံခဲ့ကြပြီးအိမ်မက်ဆန်တဲ့နေရာတွေအထိတောင် Mary နဲ့ပဲအတူရွက်လင့်ခဲ့ကြတာမို့သူတို့ရဲ့အဖွဲသားတစ်ဖြစ်လေတငယ်ချင်းတယောက်ကိုနှုတ်ဆက်ရတဲ့အချိန်မှာတော့စိတ်မခိုင်တဲ့သူတွေကမျက်ရည်မထိန်နိုင်ပဲရှိနေကြပါတယ်Mary ရဲ့တကူလုံးမိတောက်တွေကြားထဲရောက်သွားတဲ့အချိန်မှာတော့တောင်းမမာရဲ့ဆိုတဲ့စကားတန်ကိုအကုန်လုံးကြားလိုက်ရတဲ့အပြင်သူကဒီထက်ပိုပြီးအားလုံးကိုအဝေးကြီးရအောင်ပို့ပေးခြင်းခဲ့ပေမဲ့ထပ်ပြီးတော့အတူတူစွန့်စားခြင်းပေမဲ့အဲ့လိုမဖြစ်နိုင်တော့လို့သူတောင်းမမာရဲ့ဆိုတဲ့စကားတန်ကိုကြားလိုက်ကြရပါတယ်လူဖီကတော့အဲ့လိုတောင်းပန်ရမှာက Mary မဟုတ်ပဲသူတို့တွေဖြစ်ပြီးသူကပက်ကင်တဲ့နေရာမှာညက်လို့ခဏခဏ Mary ကိုတိုက်မိအောင်လုပ်ခဲ့တဲ့အပြင်ရွက်တိုင်ကျိုးအောင်လည်းလုပ်ခဲ့ပြီးဇီရိုနဲ့စမ်းကြီးလိုအယူတွေကလည်းအမြဲတမ်းဂယုမဆိုင်ပဲဖြက်စီးမိခဲ့ကြတဲ့အကြောင်းပြောပြလိုက်ပါတယ်အဲ့လိုပျက်စီးသွားတိုင်းမှာဥစပ်ကသူ့တက်နိုင်တဲ့လောက်ပြန်ပြေးပေမဲ့ပြင်းတဲ့နေရာမှာတော်တဲ့သူမဟုတ်လို့ Mary ကိုဒဏ်ရာတွေပဲထပ်ပေးမိခဲ့တဲ့အတွက်တကယ်တမ်းတောင်းပန်ပါရဲ့လို့ပြောရမယ်ဆိုရင်သူတို့ပဲပြောတဲ့အကြောင်းလူဖီကဝန်ခံလိုက်ပါတယ်ဒါပေမဲ့ Mary ကတော့သူ့ကိုအမြဲတမ်းတန်မိုးထားပေးခဲ့လို့ကျေးဇူးတင်တဲ့အကြောင်းနဲ့ဒီတစ်လျှောက်လုံးလဲတငယ်ချင်းတွေရှိနေခဲ့လို့တကယ်ကိုပျော်ခဲ့ရပါတယ်လို့ပြောသွားတာကြောင့်ဘယ်သူမှမျက်ရည်မထိန်နိုင်ကြတော့ပဲအချိန်အကြာကြီးရင်းနှီးခဲ့တဲ့ Mary ကိုအပီးပိုင်နှုတ်ဆက်လိုက်ကြရပါတယ်